အားလုံးပဲဒီနေ့ကျမစပင်ညက်ထားလေးကိုလိုက်တယ်ဆိုပြီးပြောသွားပေးကြပါအောင်နော်မဟုတ်လို့ရှိရင်ငိုပါတော့မယ်ဒီနေ့ကတော့ကြိုက်တဲ့လူတွေကအရန်ကြိုက်ပြီးမကြိုက်တဲ့လူတွေကလည်းမစားရဘူးဆိုပြီးဖြစ်ကြရဲပစုံအစိမ်းတုပ်ကိုတုံးမှာဖြစ်ပါတယ်ပထမဆုံးပစုံလေးတွေကိုရေဆေးတန်းစင်ပြီးတော့ခေါင်းလေးတွေချိုးခွန်လေးခွာပါတယ်ဒီပစုံဆိုင်ကဆိုင်ရပစုံဆိုင်တော်တော်နည်းနည်းကြီးရဒီလေးနည်းလေးပိုသေးရင်တော့ပိုပြီးအဆင်ပြေပါလိမ့်မယ်အကုန်လုံးအခွန်ခွာပြီးလို့ရှိရင်ချောရိုးလေးကိုခွဲပြီးတော့အထက်ကအဆိုင်လမ်းကြောင်းအမဲရောင်လေးကိုအမဲရောင်လေးကိုထုတ်ရပါတယ်ဒီနေ့အစိမ်းစားမှာဆိုပုံမှန်တော့ပို့ပြီးတော့တန်တန်ရှင်းပို့လုပ်ရပါတယ်ပြီးလို့ရှိရင်တော့တံမြာရည်လေးနဲ့စိမ်ပါမယ်ပစုံကအစိမ်းဆိုရင်တံမြာရည်နဲ့စိမ်လိုက်တော့အယောင်လေးပြောင်းပြီးတော့နည်းနည်းကြက်သွားရဲပေါ့ဒါကြောင့်မစားရဘူးဆိုရင်လူလေးစားကြည့်ကြပါအဲ့လောက်ကြောက်မကောင်းပါဘူးပြင်ပိုမွေးသွားအောင်တံမြာခွန်လေးပါထည့်ပြီးတော့ရေကစားတိုင်းမှာနှက်ထားလိုက်ပါမယ်ဆော့လို့အတွက်နန်းနန်းမင်းနဲ့ငရီစင်ကိုစားရည်စိမ်ထားပါမယ်ပိုးတွေပါလာမှာဆိုလို့ပါပြီးရင်ကျက်သွန်ကျွေးလို့နှုတ်ဆင်းပါမယ်ဒီမှာလက်အဝင်ဆုံးကအကုန်လုံးပါဝင်တဲ့ ingredient အကုန်လုံးနှုတ်ဆင်းရတာပေါ့နော် blender နဲ့ကြိတ်လဲရပါမယ်ဒီမှာတော့မီးပြတ်နေလို့အကုန်လုံးလက်နဲ့ပဲ manually နှုတ်ဆင်းလိုက်ရပါတယ်ပစုံစိမ့်တော့မှာကတော့ဆက်ဆက်လေးဖြစ်မှာစားလို့ကောင်းတာဆိုအဆက်ကြောက်လို့ရှင်လေငုတ်တီးကတော့ထဲ့ကိုထည့်ရမှာပေါ့နော်ငုတ်တီးကနှုတ်ဆင်းလက်ပူမှာဆိုလို့နည်းနည်းလေးစုံလေးနဲ့ထည့်ပြီးတော့မှွေလိုက်ပါတယ်ပပလေးညက်ပြီးတော့ပါမထောင်းရပါဘူးနော်မှွေရပါပဲထောင်းလို့ရှင်တော့ညီးစော်နဲ့ပြီးတော့စားမကောင်းပါဘူးပြီးရင် sauce တဲကိုတံမြာရည်လေးညှစ်ထည့်မယ်ငံပြားရည်2ဆွန်း3ဆွန်းလောက်ထည့်ပါတယ်ဒါအရသာကိုအဆင်ပြေလို့လုပ်ရဒါပေမဲ့ထိထိမိမိလေးဖြစ်မှာကောင်းတာပေါ့တံမြာရည်နဲ့နေလို့ vinegar ပါနဲ့ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်အချိုမုံနဲ့ထည့်ရမယ်တခြားလည်းထည့်ရပါမယ်တခြားကိုလည်းမကြောက်ခွဲနဲ့နည်းနည်းမြများလေးထည့်မှအဆင်ပြေပါတယ်တော့ထိထိမိမိဆက်ဆက်လေးပြီးတော့မှချိုလေးအဲ့လိုမျိုးစားရမှာမို့လို့ပါပြီးလို့ရှိရင်ပစုံလေးတွေလည်းကြက်နေပြီဖြစ်မယ်နည်းနည်းလေးကြီးနေတာမို့လို့နှစ်ချမ်းခွဲလိုက်ပါတယ်အစားရက်ခွဲတိုင်းတော့ပို့ပြီးတော့လှုပ်ချွတ်တက်တာပေါ့နော်အခုကတော့နှစ်ခေါက်ခွဲရလို့ဖြစ်သွားပါတယ်ပစုံလေးတွေလည်းတေချာအယောင်လေးပြောင်းလာပြီဆိုလို့ရှိရင်တော့ plating ပြင်လို့ရပါပြီတေချာလေးပစုံလေးကိုလှအောင်စီပါမယ်ဒါပေမဲ့ plating ပြင်တာတိတ်မလှပါဘူး plating ပြင်ဖို့တက်တက်တင်တန်းတက်ရမယ်ထင်ပါတယ်ပြီးရင်တော့ sauce လေးတွေကိုဆိုင်ရလူပဲအပေါ်လက်လက်လေးဖြစ်အောင်စူးစမ်းပြီးတော့တင်ပါတယ်ဒါပေမဲ့တိတ်မလှပါဘူးရတာလေးတော့တော်တော်လေးကောင်းပါတယ်ဆိုင်မှာတော့ဆိုင်တပွဲတွဲအများကြီးပေးရတယ်အိမ်မှာစားတော့ဝါစားလို့ရတာပေါ့ဒီနေ့ကတော့မီးလဲပြတ်နေပြီမလို့မစားပြတော့ပါဘူးစားကောင်းတယ်ဆိုတော့ပဲယုံလိုက်ပါနော်တက်တာပါကျေးဇူးတင်ပါတယ်